လိုက်တယ်နည်းနည်းလောက်မယုံမသိအဲ့ဒါကနေပြီးရက်ကြီးကမှဒီနာဆိုပွဲဟုတ်ပြီနော်ဆိုမယုံမသိအဲ့ကိုရေးဒီမှာချိန်တယ်အဲ့ဒါအများကြီးလာလိုက်တာအောက်ကဆူကြတဲ့ဒီလက်တုံပြီးတော့ဒီဟိုထိုးဒီလိုမဖြစ်အောင်သူ့ချိန်နဲ့သူဆွဲပြီးချိန်လိုက်လို့ပြီးပါအမကေပေးစီကိုပြီးပါတော့အားကောင်းဆူကြတယ်လို့ဝင်လာတယ်လို့အဲ့ဒါတော့ဆရာမလို့ခင်တိတိနေလေလိုက်ပေါ်ပွဲစီစစ်ကြတာလို့ပြောပြီးရပါမယ်အမပြူးလေကားဟုတ်တယ်တန်းကြီးလေဒီလိုမျိုးပေါ့ဟုတ်စားတယ်ဒီနေ့ကတော့โอเคဒီလိုတော့ရင်ကုန်နဲ့မင်းချလေး